မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီကနေ့ကျွန်မပြောပြချင်တဲ့အကြောင်းအရာကတော့2021ခုနှစ်မှာဖြစ်သွားတဲ့အမွာယောက်ျားလေးကသူ့ရဲ့အမွာညီမလေးကိုတပ်ပစ်တဲ့အမှုအကြောင်းကိုပြောပြသွားပေးမှာပဲဖြစ်ပါတယ်ဒီအမှုကအရန်စိတ်ဝင်စားစရာကောင်းတဲ့အလှည့်အပြောင်းတွေနဲ့ပါသူကသူ့ညီမကိုတတ်မိတာက sleepwalking လို့ခေါ်တဲ့အိပ်ရင်းနဲ့ထရောင်ပြီးတော့လှုပ်မိတာနော်တတ်မိတာဆိုပြီးတော့သူကပြောပါတယ်ဒါဟာတကယ်ပဲအိယာထရောင်ပြီးတော့လှုပ်မိတာလားရည်ရွယ်ချက်ရှိနဲ့ညီမကိုသူကတတ်ခဲ့တာလားသူဘာကြောင့်မို့လို့ဘလို့နီးနဲ့တတ်လိုက်တယ်လဲသူ့ရဲ့အမှုကိုနောက်ဆုံးမှာဘလို့စီရင်လိုက်တယ်လဲဆိုတာကိုသိရဖို့အတွက်အဆုံးထိနားထောင်ကြည့်လိုက်ပါဦးနော်2021ခုနှစ်စက်တင်ဘာလ29ရက်နေ့မနက်စောစောမှာအသက်18နှစ်အရွယ်ဘင်ဂျမင်က911ကိုဖုန်းခေါ်ပြီးတော့သူကသူ့ညီမလေးမီဂန်ကိုတက်လိုက်တယ်ဆိုပြီးတော့ဖုန်းခေါ်လာခဲ့ပါတယ်။အိယာကတရေနိုးလာတဲ့အချိန်မှာဘင်ဂျမင်ကသူ့ညီမအခန်းထဲကိုတန်တန်မတ်မတ်ရှောက်သွားခဲ့ပါတယ်။ဒါကသူအမြဲတမ်းလုပ်နေကြအလုပ်ဆောင်လာဟုတ်တယ်ပေါ့နော်။သူအိယာထရောင်တိုင်းလုပ်တယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူကလက်ထဲမှာဓာတ်တစ်ချောင်းပါလာခဲ့ပါတယ်။သူကညီမလေးခန်းကိုရောက်တဲ့အခါမှာအိပ်ပျော်နေတဲ့ညီမလေးရဲ့လေပင်ကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်။အဲ့ဒီလိုလုပ်ပြီးတဲ့အချိန်မှသာဘင်ဂျမင်ကသူကတခုခုကိုထိုးမိတယ်ဆိုတဲ့ခံစားချက်ရလာပြီးတော့အသိစိတ်ပြန်ဝင်လာခဲ့ပါတယ်။သူကအမြဲတမ်းညဆိုရင်ရောင်ပြီးတော့လမ်းလျှောက်တတ်တဲ့သူပေါ့နော်။အခုလဲသူကအိမ်မက်မက်တယ်ပဲထင်နေတာ။သူရဲ့အသိစိတ်ဝင်လာတဲ့အချိန်မှာသူ့ညီမလေးကိုသူကဓာတ်နဲ့ထိုးတက်ပြီးသွားပြီ။တွေးတွေကိုသူကခေါင်းအုံးနဲ့ဖိပြီးတော့ရက်တန့်ဖို့လဲသူကစူးစမ်းခဲ့တယ်။သူကတတိဝင်လာတာနဲ့ချက်ချင်းပဲ911ကိုလဲဖုန်းခေါ်ခဲ့တယ်။အဲ့ဒီအချိန်ကမနက်4:47မိနစ်မှာပါသူကကျွန်တော်ညီမလေးကိုတတ်မိပြီဆိုပြီးတော့အရေးပေါ်ဖုန်းလက်ခံတဲ့သူကိုပြောပါတယ် Oh my god ကျွန်တော်ကအိမ်မက်မက်တယ်လို့ထင်နေတာဆိုပြီးတော့လဲသူကဆက်ပြောတယ်တစ်ဖက်ကဖုန်းလက်ခံတဲ့သူကမိဘတွေကိုလို့မေးတဲ့အခါမှာမိဘတွေကအခန်းထဲမှာအိပ်ပျော်နေကြတယ်ဆိုပြီးတော့သူပြန်ဖြေခဲ့ပါတယ်911ကသူ့ကိုမိဘတွေကိုသွားနှိုးဖို့ပြောလိုက်တယ်ရေးတွေနဲ့ဆေးမှုကိုလည်းအိမ်ကိုချက်ချင်းလွတ်ပေးခဲ့ပါတယ်ရေးတွေအိမ်ကိုရောက်လာတဲ့အချိန်မှာတော့မိဘတွေကသူတို့သမီးကိုသူတို့သားကတတ်လိုက်ပြီးဆိုတာသိသွားကြပါပြီရေးတွေရောက်လာတဲ့အချိန်မှာဘင်ဂျမင်ကသူ့ညီမမီဂန်ရဲ့အသက်ကိုကယ်လို့ရညာ CPR တွေအသင်းလုပ်နေခဲ့ပါတယ်တကယ်တော့သူ့ညီမလေးမီဂန်ကအဲ့ဒီအချိန်မှာအသက်မရှိတော့ပါဘူးဘင်ဂျမင်ကိုအဲ့ဒီနေ့မှာပဲရေးတွေကဖမ်းသွားပြီးတော့ Harris County Jail မှာထိန်းသိမ်းထားခဲ့ပါတယ်စက်တင်ဘာလ30ရက်နေ့မှာတော့တရားသူကြီးကတကယ်လို့အာမခံဒေါ်လာ3သိန်းပေးမယ်ဆိုရင်သူကအချုပ်ကနေလွတ်ပြီးတော့အချုပ်ပြင်ပကနေတရားဆိုင်လို့ရမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်အောက်တိုဘာလ3ရက်နေ့မှာမိဘတွေကသူ့ကိုဒေါ်လာ3သိန်းအာမခံနဲ့အိမ်ကိုပြန်ပြီးတော့ခေါ်လာခဲ့ကြပါတယ်အမှုကိုသူကအချုပ်ပြင်ပကနေဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်မင်းရဲ့ညီမလေးကိုမင်းတတ်လိုက်တဲ့အချိန်တုန်းကမင်းကအိယာထရောင်ပြီးတော့လမ်းလျှောက်တာပါမင်းကိုမင်းဘာလုပ်နေမှမသိပါဘူးဆိုတာတေချာလုပ်လားဆိုပြီးတော့သူ့ကိုမေးတဲ့အခါမှာဘင်ဂျမင်ကကျွန်တော်သူ့ကိုဘယ်တော့မှဒီလိုမျိုးလုပ်မှာမဟုတ်ဘူးကျွန်တော်ညီမလေးကိုကျွန်တော်ချစ်တယ်သူကကျွန်တော်ရဲ့အချစ်ဆုံးနဲ့အရင်နှီးဆုံးတငယ်ချင်းတယောက်လည်းဟုတ်တယ်ဆိုပြီးတော့ပြန်ဖြေခဲ့တယ်သူမိဘတွေနဲ့သူတို့မောင်နှမတွေကိုတီးတဲ့လူတွေကလည်းအဲ့ဒါကိုလက်ခံတယ်ဒီမောင်နှမနှစ်ယောက်ရဲ့ဂျားမှာအစင်မပြေမှုတွေရှိခဲ့မယ်လို့ဘလို့မှတွေးကြည့်လို့မရနိုင်တဲ့အနေအထားမျိုးပေါ့နော်သူတို့နှစ်ယောက်ကအချင်းချင်းအရန်ချစ်ကြတာလို့သူတို့နဲ့ယဉ်နီးတဲ့မိတ်ဆွေတွေကလည်းပြောခဲ့ပါတယ်တခြားမိတ်ဆွေတငယ်ချင်းတွေကိုမေးကြည့်တဲ့အခါမှာလည်းပဲသူတို့မောင်နှမအချင်းချင်းအရန်ချစ်ကြတယ်လို့ပဲအားလုံးကသိထားကြမြင်ထားကြတာဖြစ်တယ်ဆိုတော့သူ့ညီမမော်ဂန်ကလည်းသူ့ကိုအရန်ချစ်တယ်အဲ့ဒါလူတိုင်းသိတယ်ပေါ့နော်ဆိုတော့ဒီလောက်ချစ်ကြတဲ့အမွာမောင်နှမကြားမှာတပ်ပစ်ချင်ရလောက်တဲ့အထိဖြစ်လာစေတဲ့အကြောင်းအရာကဘာများလဲဘလို့အဖို့ချစ်များရှိခဲ့တယ်လဲဆိုပြီးတော့ဒါအမှုစစ်တဲ့အတွက်စဉ်းစားစရာဖြစ်လာခဲ့ပါတယ်သူတို့မောင်နှမရဲ့မိဘတွေကအမေကဒီ Girl Scout of America မှာ Senior Manager ရာထူးနဲ့အလုပ်လုပ်နေပြီးတော့အဖေကတော့အိမ်မှာနေပြီးသားသမီးကိုစောင့်ရှောက်တဲ့ Stay at Home Dad တယောက်ဖြစ်ပါတယ်သူတို့နှစ်ယောက်မှာက Elizabeth ဆိုတဲ့အမကြီးလည်းရှိပါသေးတယ်မိဘတွေအတွက်ကတော့ဒီအဖြစ်အပျက်ကတကယ့်ကိုရင်ကွဲရတဲ့အခြေအနေပေါ့နော်သမီးကအသက်ခံရတယ်သားကလည်းလူတက်မှုနဲ့ထောင်ကျသွားနိုင်တဲ့အနေအထားမျိုးဒီလိုမယုံနိုင်စရာအဖြစ်ဆိုးရဲ့အဖြေက
စိတ်ကြမ်းမာရေးဆိုတဲ့အဖြေများဖြစ်နေမလားဆိုပြီးတော့မိဘတွေကစဉ်းစားနေကြပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဒီဘင်ဂျမင်အပအဝင်ပေါ့သူတို့မိသားစုတွေမှာဒီအိတ်နေရင်ရောင်ပြီးတော့လမ်းထားလျှောက်တတ်တဲ့ sleepwalking သမားတချို့ရှိနေတယ်ဆိုတာကိုသိလိုက်ရပါတယ်ပြီးတော့ဘင်ဂျမင်ရဲ့ယောက်ျားလေးတငယ်ချင်းအချို့ကလည်းပေါ့နော်လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဘင်ဂျမင်နဲ့သူတို့အတူတူညအိတ်ပါတီပွဲလုပ်တဲ့အချိန်မှာဒီဘင်ဂျမင်ကညတကောင်မှာထပြီးတော့ဆိုဖာခုံမှာအကျအနထိုင်ပြီးဒိုးနတ်တွေထိုင်စားနေတယ်ဆိုတော့တွေးခဲ့ဘူးကြောင်းအဲ့လိုဒိုးနတ်တွေစားနေတဲ့အချိန်မှာဘင်ဂျမင်ကနိုးနေတာတတိယနေတာမျိုးမဟုတ်ဘူးသူကအိတ်ပျော်နေတာပါဆိုပြီးတော့ဒါသူ့တငယ်ချင်းတွေကလည်းသူကအဲ့လိုမျိုး sleepwalking ဖြစ်တတ်တယ်ဆိုတဲ့ဟာကိုထပ်ပြီးတော့အတီးပြုတ်ပြောခဲ့ကြတယ်ပေါ့နော်ဒီလိုအကြောင်းချက်တွေကြောင့်ဘင်ဂျမင်ရဲ့ရှေ့နေတွေဥပဒေအရာရှိတွေကဒီဒေါက်တာဂျေရိုဆိုင်မွန်ဆိုတဲ့အာယုံကျော်အထူးကုနဲ့အေးရေးနဲ့ဆိုင်တဲ့အထူးကုကိုဘင်ဂျမင်ကိုစမ်းသပ်စစ်ဆေးခိုင်းခဲ့ပါတယ်ဒေါက်တာဆိုင်မွန်ကဘင်ဂျမင်ကိုအင်တာဗျူးတွေလုပ်ပြီးတဲ့နောက်မှာသူနဲ့သူမိသားစုဆွေမျိုးတွေရဲ့အိမ်ရင်ထရောင်ပြီးတော့လမ်းလျှောက်တတ်တဲ့အဲ့လိုတစ်ခုခုထလုပ်တတ်တဲ့အကျင့်တွေရှိတယ်ဆိုတာကိုသုံးသပ်ပြီးတော့ဘင်ဂျမင်ကိုအိတ်တာနဲ့ပတ်သက်တဲ့စမ်းသပ်လေ့လာမှုနှမျိုးသူကလုပ်ခဲ့ပါတယ်ဒီစက်ပစ္စည်းတွေနဲ့စမ်းသပ်စစ်ဆေးမှုမှာသူ့ရဲ့တွေးရှိချက်အရာကတော့ဘင်ဂျမင်ကဒီ slow wave sleep ဆိုတဲ့အနေအထားမျိုးကိုအိတ်ပြီးတော့ခဏဆိုရင်ရောက်သွားတတ်တယ်တဲ့အဲ့လို slow wave sleep ဆိုတဲ့အနေအထားဘယ်လိုမျိုးလဲဆိုတော့အိယာထရောင်တက်တဲ့အနေအထားပေါ့နော်အဲ့လိုအနေအထားကို तू ကအိပ်ပျော်ပြီးခဏဆိုရင် तू ကအဲ့အနေအထားကိုရောက်သွားတယ်တဲ့မိဂန်အသက်ခံရတဲ့ညမှာဘင်ဂျမင်ကသူ့ဖုန်းကိုတညလုံး तू ကကြည့်နေခဲ့တယ်သူ့ဖုန်းက inactive ဖြစ်သွားတာကကြားထဲမှာ24မိနစ်ပဲရှိတယ်ဆိုလိုတာက तू ဖုန်းမကြည့်ပဲနေတာ24မိနစ်ပဲရှိတယ်ပေါ့နော်အဲ့ဒါဒေါက်တာဆိုင်မွန်ကအဲ့ဒီကာလအတွင်းမှာဘင်ဂျမင်ကအဲ့လိုအိပ်ပျော်သွားပြီးတော့ချက်ချင်းအိယာထရောင်ပြီးတော့မိဂန်အခန်းကိုသွားပြီးတော့မိဂန်ကိုတတ်လိုက်တာဖြစ်နိုင်တယ်ဆိုပြီးတော့ကောက်ချက်ချကြတယ်သူ့မှာသူ့ညီမကိုတတ်ချင်တဲ့ရည်ရွယ်ချက်မရှိပေမဲ့အဲ့လိုအိယာထရောင်ပြီးတော့ तू မတိလိုက်ပဲနဲ့တတ်ခဲ့မိတာမျိုးပေါ့နော်အဲ့ဒါဒေါက်တာဆိုင်မွန်ကိုဘန်ကတကယ်ပဲအိပ်ပျော်နေတဲ့အချိန်မှာ तू ဘာလို့မိမှမသိပဲနဲ့သူ့ညီမကိုတတ်ခဲ့မိတယ်ဆိုတာကိုတကယ်ယုံလားလို့မေးတဲ့အချိန်မှာဒေါက်တာဆိုင်မွန်က yes လို့ဖြေတယ်ပြီးတော့ तू ကဘန်ကသူ့ညီမကိုတတ်ခဲ့တာသိချတယ် तू လှုပ်ခဲ့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မေးခွန်းထုတ်စရာမရှိဘူးသူ့ညီမကို तू ကိုယ်တိုင်ဓာတ်နဲ့ထိုးတတ်ခဲ့တာဒါပေမဲ့ तू ကအဲ့ဒါကိုတိတိကြီးနဲ့တမင်လောက်တာမဟုတ်ဘူးသူ့မှာသူ့ညီမကိုတတ်စရာအကြောင်းရင်းတစ်ခုမှမရှိဘူး तू ကအိပ်ပျော်နေပြီးတော့အဲ့လိုအိမ်ရင်ထရောင်တဲ့ကျင့်ကြောင့်ဒါ तू ကသူ့ညီမကိုတတ်ခဲ့မိတာဆိုပြီးတော့ပြန်ဖြေခဲ့တယ်အော်စရာကောင်းတဲ့အချက်တစ်ခုလည်းသိရတယ်ဒီလိုမျိုးအိယာထရောင်လို့တတ်မိတာပါဆိုတဲ့စင်ချေကိုပြစ်မှုကျူးလွန်တဲ့သူတွေကအသုံးပြုပြီးတော့အမှုကနေကွင်းလုံးကျွတ်သွားတာမျိုးလည်းရှိတယ်တဲ့ဥပမာအားဖြင့်ဒီကနေဒါယောက်ျားလေးတစ်ယောက်ကအိယာထရောင်လို့ပါဆိုပြီးတော့14မိုင်အကွာသူ့ရောက်ခမအိမ်ကိုကားမောင်းသွားပြီးတော့သူ့ရောက်ခမကိုတတ်ခဲ့တယ်ပြီးတော့ तू ကအိမ်ကနေထွက်သွားပြီးတတ်ပြီးတဲ့အချိန်အထိ तू ကအိယာထရောင်တာပါเนาะ sleepwalking ဖြစ်နေတာပါဆိုပြီးတော့ခုခံကာကွယ်ပြောဆိုခဲ့တယ်နောက်ပြီးတော့ဒီ Carolina က Joseph ဆိုတဲ့ကလေးဖေတယောက်ကလည်းသူ့ရဲ့ကလေးတွေကို तू ကတပ်ပစ်ခဲ့တယ်အဲ့လိုမျိုးကလေးတွေကို तू တတ်နေတဲ့အချိန်မှာ तू ကအိပ်ပျော်နေခဲ့တာ sleepwalking ဖြစ်နေခဲ့တာအဲ့ဒါကြောင့်မလို့ तू လုပ်ခဲ့တာကို तू မသိဘူးဆိုပြီးတော့ခုခံကာကွယ်ပြောဆိုခဲ့တဲ့အတွက်ကြောင့်အမှုကနေအပြစ်မရှိကြောင်းကွန်းလုံးကျွတ်လွတ်သွားခဲ့ပါတယ်ဆရာဝန်တွေရဲ့ဒီစစ်ဆေးချက်အဖြေတွေထွက်လာတော့ဒီအမွာကလေးတွေရဲ့မိဘတွေကစိတ်သက်သာရာရသွားခဲ့တယ်။အ ਨੇ ဆုံးတော့သူတို့သားကဘာဖြစ်လို့သူ့ညီမကိုတတ်ရတာလဲဆိုတဲ့အဖြေကိုသူတို့ကသိသွားခဲ့ရတဲ့အတွက်ကြောင့်စိတ်သက်သာရာအနည်းငယ်ရသွားတယ်။ဒီစိတ်ယောဂကြောင့်တို့မုန်းလို့တို့စတဲ့အကြောင်းပြချက်တွေမဟုတ်တာကမိဘတွေအတွက်ကစိတ်သက်သာရာရစရာအကြောင်းတွေပေါ့နော်။သူတို့အမေကေတီကတကယ်လို့ဒီလိုဖြစ်မျိုးကျမတို့စီမှာကြုံတွေ့ရတယ်ဆိုရင်တခြားဒီလိုအိယာထရောင်တတ်တဲ့ sleepwalking လုပ်တတ်တဲ့တူတွေစီမှာလည်းဒါမျိုးကြုံရနိုင်တယ်ဆိုပြီးတော့ဘဝတူတွေကိုတတိပေးစကားတော်မှပြောခဲ့တယ်သူတို့ကဒေါက်တာဆိုင်မွန်ရဲ့တွေးရှိချက်ကသူတို့သားအတွက်လွတ်မြောက်ဖို့ရအထောက်အကူဖြစ်လိမ့်မယ်ဆိုပြီးတော့မျှော်လင့်ခဲ့ကြတယ်ဘင်ဂျမင်ကိုတိုင်ကလည်းသူ့ဖုန်း passcode တွေကအစရေးတွေကိုလိုလိုလားလားပေးပြီးတော့ကြိုက်တယ်လို့စစ်ဆေးခွင့်ပြုခဲ့ပါတယ်ဒါပေမဲ့ဒီအမှုစစ်အရာရှိတွေကဒေါက်တာဆိုင်မွန်ပြောတာကိုလက်မခံနိုင်ခဲ့ကြပါဘူးသူတို့ကဒီဘင်ဂျမင်ကိုအဲ့ဒီညကအဖြစ်ပြက်တွေကိုထပ်ခါတလေလေးမေးမြန်းခဲ့ကြပါတယ်ဘင်ဂျမင်ကအဲ့ဒီညမှာသူ့ညီမရဲ့လေပင်ကိုတစ်ချက်ထဲထိုးခဲ့တယ်လို့ဖြေခဲ့တယ်ဒါပေမဲ့မှုခင်းစ
ဆရာဝန်ရဲ့တွေးရှိချက်အရမီဂန်ရဲ့လေပင်မှာကဓာတ်ဒဏ်ရာ2ချက်တွေ့ရတယ်ဆိုတာသိထားရတယ်အဲ့ဒီထဲမှာတစ်ချက်က4လက်မလောက်နဲ့တယ်ပြီးတော့တွေးကြောတွေလည်းအများကြီးထိထားတယ်ဆိုတော့ဒီလိုဒဏ်ရာနဲ့ဆိုရင်အခင်းဖြစ်တဲ့နေရာမှာဒီ blood spatter ပေါ့နော်ရှိနေရမယ်ပြောရမယ်ဆိုရင်ပေါ့နော်အဲ့လိုထိုးလိုက်တဲ့အတွက်ပြင်ဓာတ်ကိုပြန်နှုတ်တဲ့အတွက်တွေးတွေကပန်းထွက်နေတာမျိုးရှိရမယ်ဒါလောက်အနက်နဲ့ဆိုရင်ပေါ့နေရန်နေဒါမှမဟုတ်လို့ရှိရင်အိယာပေါ်ကြမ်းပြင်ပေါ်အဲ့လိုမျိုးနေရာမှာတွေးတွေပန်းထွက်နေတဲ့အရာရှိရမယ်ပေါ့ဒါပေမဲ့အဲ့ဒါမျိုးသူတို့ကမတွေ့ခဲ့ရအောင်ဒါကြောင့်မို့လို့သူတို့ကဘန်ကအိယာရောင်ပြီးတော့ညီမလေးကိုမရည်ရွယ်ဘဲနဲ့တတ်မိပါတယ်ဆိုတာကိုမယုံကြည်ဘဲနဲ့ဘင်ဂျမင်ကရည်ရွယ်ချက်ရှိညီမလေးကိုတပ်ဖြတ်ခဲ့တယ်လို့ပဲယုံကြည်ကြတဲ့အတွက်လူသတ်မှုနဲ့တရားစွဲခဲ့ကြတာဖြစ်ပါတယ်ဘင်ဂျမင်ရဲ့ရှေ့နေတွေနဲ့မိသားစုကဘင်ဂျမင်ကဘလို့လုပ်ပြီးတော့သူအရန်ချစ်တဲ့ညီမလေးသူကအမြဲကာကွယ်ပေးလေးရှိတဲ့ညီမလေးကိုတပ်ပစ်ရမှာလဲလူတယောက်ကအကြောင်းပြချက်မရှိဘဲနဲ့သူ့အချစ်ဆုံးညီမကိုတတ်တယ်ဆိုတာဘလို့လုပ်ပြီးတော့ဖြစ်နိုင်မှာလဲဆိုပြီးတော့ခုခံကာကွယ်ပြောဆိုခဲ့ကြပါတယ်သူ့ကိုစစ်ဆေးခဲ့တဲ့အထူးကုဒေါက်တာဆိုင်မွန်ကလည်းပဲဒီလိုမျိုးဖြစ်ရကပေါ့နော်ရှားပါတယ်ဖြစ်နိုင်ခဲ့တယ်ဆိုပေမဲ့ဖြစ်နိုင်ချေရှိတဲ့အရာဖြစ်ပါတယ်ပေါ့အကယ်၍ဒါဟာအိမ်မက်ရောင်ပြီးတော့ sleep walking ဖြစ်ပြီးတော့တတ်တာမျိုးမဖြစ်နိုင်ဘူးဆိုရင်ကျွန်တော်ကသူ့အတွက်ရက်တည်ပေးမှာမဟုတ်ပါဘူးဆိုပြီးတော့ပြောခဲ့တယ်ဒေါက်တာဆိုင်မွန်ကတော့ဒါသူ့ရဲ့ပညာတဘာအရသူ့ရဲ့စစ်ဆေးတွေးရှိချက်ကိုယုံကြည်လို့ဘင်ဂျမင်ဘက်ကနေအခိုင်အမာခုခံကာကွယ်ပြောဆိုပေးသွားခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်မှာအစိုးရရှိနေတွေကတော့အဲ့ဒါကိုလက်မခံပါဘူးဒေါက်တာဆိုင်မွန်ပြောပြခဲ့တဲ့အချက်တွေကသူတို့တွေးရှိခဲ့တဲ့အချက်တွေနဲ့ကွာခြားနေတယ်ပေါ့သူတို့စစ်ဆေးတွေးရှိချက်အရာသူတို့ရဲ့စစ်ဆေးတွေးရှိချက်ကတော့ဒါမီဂန်ဓာတ်ထိုးခံရတဲ့အချိန်မှာဘင်ဂျမင်ကအိပ်ပျော်နေတာမဟုတ်ဘူးပေါ့သူကမီဂန်ကိုမတက်ခင်အချိန်လေးအထိဖုန်းသုံးနေခဲ့တာပါတဲ့သူ့ဖုန်းကသူ့ခြေလမ်းနေသူ့ညီမအခန်းထဲကိုသွားတာနဲ့ပြန်လာတာကိုလည်းမှတ်ထားပေးခဲ့တယ်လို့ပြောတယ်ပြီးတော့သူကသူ့เจ้าကအလမ်ကိုပေးလိုက်ဖို့နဲ့911ကိုခေါ်ဖို့တောင်မှသူ့မှာတတိတွေရှိနေခဲ့တယ်ပေါ့နော်ဆိုတော့သူကအိပ်ပျော်နေတယ်ဆိုတာမဖြစ်နိုင်ဘူးပေါ့အမှုစစ်တွေယူဆတဲ့ဟာကြတော့ဘင်ဂျမင်ကသူ့ညီမကိုတတ်ဖို့အတွက်ခေါင်းအုံးကိုတုံးခဲ့တာဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ဓာတ်နဲ့ထိုးလို့လေပင်တွေးကြောပေါက်ပြီးပန်းထွက်လာမဲ့တွေးတွေကနန်ရန်တို့ကြမ်းပြင်တို့ဘက်မှာမကြဘဲနဲ့ခေါင်းအုံးပေါ်မှာပဲရှိနေခဲ့တာလို့သူတို့ကယူဆကြတယ်ခေါင်းအုံးကိုတုံးခဲ့တဲ့အတွက်လည်းမိဘတွေကညီမလေးရဲ့အော်တန်ကိုမကြားခဲ့ရတာလည်းဖြစ်နိုင်တယ်ပေါ့သူတို့ကဘင်ဂျမင်ကဘာလို့သူ့ညီမကိုတတ်ရတယ်လဲဆိုတဲ့ motive ကိုတော့မပြောပြနိုင်ဘူးရှာမတွေ့ဘူးပေါ့နော်ဒါပေမဲ့တေချာကြိုတင်ကြံစီပြီးတော့တတ်ခဲ့တယ်ဆိုတာကိုတော့ပြောနိုင်တယ်ဆိုပြီးတော့ပြောခဲ့ကြတယ်ဘင်ဂျမင်ကလည်းသူကသူ့ညီမကိုတတ်ပြီးချင်းမှာတိစိတ်ဝင်လာပြီးအရန်လန့်သွားလို့ဓာတ်ကိုချထားလိုက်ပြီးတော့ခေါင်းအုံးနဲ့တွေးတိတ်အောင်လို့ညီမလေးပေါ်ကိုဖိထားခဲ့တယ်ဆိုပြီးတော့ပြန်ဖြေရှင်းခဲ့တယ်ပြီးတော့မှကျွန်တော်911ကိုခေါ်ခဲ့တာဆိုပြီးတော့သူကပြောတာရေးတွေရောက်လာတဲ့အချိန်မှာသူကသူ့ညီမအိတ်ခမ်းထဲမှာပဲရှိနေပြီးတော့ညီမလေးအသက်ပြန်ရှူလာဖို့အတွက် CPR တွေလုပ်နေခဲ့တယ်သူ့ညီမကိုတတ်တဲ့အချိန်မှာအသုံးပြုခဲ့တဲ့ဓာတ်ကတကယ်တော့ရှေ့ရက်မှာပဲသူ့အဖေကသူ့ကိုလက်ဆောင်ပေးခဲ့တာအဖေဖြစ်တဲ့သူကဘလောက်တောင်တောင်ရနေမလဲမသိဘူးသူလက်ဆောင်ပေးတဲ့ဓာတ်နဲ့သူ့သားကသူ့သမီးကိုပြန်ပြီးတော့တတ်လိုက်တာဆိုတော့လေမိဘတွေကသူ့ကိုအိမ်မက်ထရောင်လို့လုပ်ခဲ့တာမလို့ကွန်းလုံးကျွတ်လွတ်မြောက်လိမ့်မယ်လို့ထင်ခဲ့ပေမဲ့ဂျူရီလူကြီးတွေကသူကသူ့ညီမကိုရည်ရွယ်ချက်ရှိတပ်ဖြတ်ခဲ့တာလို့ပဲယုံကြည်ကြတဲ့အတွက်ကြောင့်ဒီ2023မှာဘင်ဂျမင်ကို first degree murder နဲ့ဆွဲချက်တင်ဖို့အတွက်တက်တေလုံလောက်တယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ကြတယ်ဒီအမှုကိုအကြိမ်ကြိမ်စစ်ဆေးပြီးတဲ့နောက်မှာဘင်ဂျမင်က sleepwalking ဖြစ်လို့အိယာထရောင်လို့တိစိတ်မရှိဘဲနဲ့ညီမကိုတတ်တာမဟုတ်ဘဲနဲ့ရည်ရွယ်ချက်ရှိတတ်ခဲ့တယ်ဆိုတာပေါ်သွားခဲ့ပါတယ်ဒါပေမဲ့အမှုစစ်အရာရှိတွေကအမွာနှစ်ယောက်ကြားမှာဘာပြဿနာဖြစ်လို့ဘင်ဂျမင်ကသူ့ညီမကိုတတ်ခဲ့ရတာလဲဆိုတာကိုကြတော့မပြောနိုင်ခဲ့ကြပါဘူး2021မှာဖြစ်ခဲ့တဲ့ဒီအမှုဘင်ဂျမင်အသက်18နှစ်မှာဖြစ်ခဲ့တာပေါ့ဒီအမှုကိုအခုဒီနှစ်2025ခုနှစ်เนาะသူ့အသက်22နှစ်ပြည့်သွားတဲ့အချိန်မှာပဲစီရင်ချက်ချမှတ်နိုင်ခဲ့ပါတယ်2025ခုနှစ် February လအထဲမှာအမိန့်ချခဲ့တာဖြစ်ပါတယ်အစိုးရရှိနေကသူ့ကိုအမွာညီမကိုတတ်တဲ့အမှုနဲ့ထောင်အနှစ်40ချဖို့တောင်းဆိုခဲ့တယ်ဒါပေမဲ့တရားသူကြီးကသူ့ကိုထောင်15နှစ်ပဲချခဲ့တာဖြစ်ပါတယ်ဘင်ဂျမင်ကတော့သူ့ကိုအခုလိုမျိုး
သူ့ညီမကိုတတ်လို့အပြစ်ရှိတယ်ဆိုပြီးအမိန့်ချမှတ်တာကတရားမျှတမှုမရှိဘူးလို့သူကယူဆတယ်ကျွန်တော်ကညီမလေးမိကန်ကိုတတ်ခဲ့ပေမဲ့အပြစ်မရှိပါဘူးကျွန်တော်ကဓားကိုကင်ခဲ့တဲ့သူဖြစ်ပေမဲ့ဒါကျွန်တော်အမားလို့ကျွန်တော်မထင်ပါဘူးဆိုပြီးတော့ပဲသူကပြန်ပြီးတော့ပြောခဲ့တယ်အခုချိန်မှာတော့ဘင်ဂျမင်က Texas ပြည်နယ်က John B. Connolly Unit မှာထောင်ကျနေတာရှိပါတယ်ဒီထောင်အကြောင်းကိုကျွန်မဗီဒီယိုတစ်ခုမှပြောခဲ့တာဖြစ်တယ်တတိယတဲ့မိတ်ဆွေတွေကျေးဇူးပြုပြီးတော့ဘေးဗီဒီယိုလဲဆိုတာ comment ထဲမှာမှန်ခဲ့ပေးပါနော်သူက2032ခုနှစ်ကိုရောက်လို့ရှိရင်သူ့အသက်28နှစ်ပြည့်မယ်အဲ့ဒီချိန်မှာဆိုရင်သူကဖယ်ရိုးပြန်လျှောက်ထားပြီးတော့အပြင်မှာပြန်နေလို့ရတော့မှာဖြစ်ပါတယ်အခုချမှတ်ထားတဲ့အမိန့်ကိုလည်းသူကမကျေနပ်တဲ့အတွက်ကြောင့်အယူခံပြန်ဝင်ဖို့အစီအစဉ်လည်းရှိပါတယ်လို့သိရပါတယ်မိတ်ဆွေတို့ရောသူကတကယ်ပဲအိယာထရောင်ပြီးတော့ညီမလေးကိုတတ်မိတယ်အပြစ်မရှိဘူးလို့ထင်လားဒါမှမဟုတ်လို့ရှိရင်သူကသူ့ညီမကိုရည်ရွယ်ချက်ရှိရှိတပ်ပစ်ခဲ့တယ်လို့ထင်လားမိတ်ဆွေတို့ရဲ့အမြင်သုံးသပ်ချက်တွေနဲ့ဒီ sleepwalking နဲ့ပတ်သက်တဲ့ပေါ့နော်အိပ်ရင်နဲ့အိယာထရောင်ပြီးလုံးမိလို့ရလုပ်တဲ့ဟာတွေနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကြားဖူးနားဝါတွေရှိလို့ရှိရင်လည်း comment မှာချမ်းပေးခဲ့ပါအောင်နော်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Rocky the Storyteller YouTube channel ကနေပြီးတော့ခုလိုမျိုးစိတ်ဝင်စားစရာဖြစ်ရမှန်မှုခင်းတွေကိုရှာဖွေပြီးတော့ဆက်လက်ပြီး recap လုပ်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် Rocky the Storyteller YouTube channel ကို like and subscribe မလုပ်ရသေးတဲ့မိတ်ဆွေတွေရှိခဲ့မယ်ဆိုရင်ကျေးဇူးပြုပြီးတော့ like and subscribe လုပ်ပေးခဲ့ကြပါအောင်เนาะအသစ်တင်တိုင်းသိလို့ရအောင်လဲခေါင်းလောင်းပုံလေးကိုနှိပ်ပေးခဲ့ပါအောင်လို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်เนาะ bye bye